ဆောင်းရမ်းချမ်းတဲ့ hero နဲ့ ID ပဲမှန်းလိုက် challenge ပွဲဝင်ကြီးမလို့ဘူး sunshine ရဲ့ user ရှင်းကိုနိုင်ရင်3000ရမယ် Thomas man open Cooper ban နေrule ကတော့ 4K win immortal ban ကိုပြန်စောတဲ့အခါမျိုးမှာလုံးဝတုံးနေ user ရှင်းဘာလို့လဲတိုင်း mountain shot ပါမငါ့ဘွဲကွက်တီပဲ nice အမ ban စစ်တဲ့ black blue ကပတ်ကကြောင့်နတန်ကလေမျိုး veteran ပြ okay nice ရပတ်တယ်ရောဟဲ့ကောင်းနေဟာနတန်ကအဲ့ရောက်ကြီးချင်းကျွန်တော်ဂျန်ကယ်တော့လာပြီးတော့ trade ကြီးဒီဘက်ကကျွန်တော်နတန်အနေနဲ့ကတော့ဒါနည်းနည်းလေးရုံးငယ်အောင်မယ်ပေါ့နော်ဒီဘက်မှာ super positional land တော့ကျဲရသေးတယ်အမှကျွန်တော် anti mate ဆိုပေမဲ့လေဒီဘက်ကကျွန်တော်နတန်ရဲ့ entropy လေးကလှတော့လှတယ်ဒါပေမဲ့လေဒီဘက်ကကျွန်တော် user ရှင်းရဲ့တော့ဒါ mountain shot ကကြီးကလောကကွက်တီယူထိနေတာပေါ့ဒီရှင်းနေတော့ mountain shot ကတော့ land ပြောခေါ်လာသေးတယ်ဟိုမှာ black blue land ကျဲရသေးတယ်နတန် entropy ကနောက်မှာနော်ပြောင်းရောနတန်ကောင်းတယ်ကွာကောင်းနေဒီဘက်တကယ်ကောင်းနေရပြီ 2K 0K 22ကွာနတန်တကယ်ကောင်းနေနော်ကြာပါပွဲကြည့်လို့လေအခုလိုမကွာကို challenge ပွဲလုပ်တာအဲ့တော့ user ချင်း mountain shot ကလဲကြည့်တာကောင်းနေ physical တစ်ချက်လေးပဲဟိုဘက်က super position နဲ့ entropy အဲ့တော့ entropy လေးတော့လာတယ်ပေါ့နော်ကျွန်တော်ပြန်ပတ်သွားတာbattle မှာ3နိုင်တော့ပိုကောင်းမှာဆိုပေမဲ့သူ့အနေနဲ့ကဒါကိုပဲ escape လုပ်ရတယ်အဲ့တော့ hero ရဲ့3အောင်ဖြစ်သွားပြီနောက်တစ်ကောင်ဆိုလို့ရှိရင်သူ့အနေနဲ့ကပေးရတော့မှာဆိုတော့လေမရဘူးကြောက်ပဲရမယ် mountain shot ကလည်း tower ထဲမှာရောက်ပြီ black blue တွေရော tricklet တွေရောလမ်းလေကွာစောက်ရဲကောင်းနေရောက်ပြီပြီးတော့လက်တန်ကြီးစောက်ရဲကောင်းနေဆိုလို့ဟာလက်တန်စောက်မဲ့ကောင်ကြီးကြည်အောင်တော့လက်တန်စောက်မဲ့ကောင်ကြီးကြည်အောင်တော့ရအစင်မပြေဘူးတော့အဲ့တော့ ID နဲ့ hero တွေမှန်းလို့ရပါပြီကွာဒါ ID နဲ့ hero တွေမှန်းလို့ရပါပြီကျွန်တော်ဒီဘွဲကထပ်ပြီးတော့ကျွန်တော် invite ပါမယ်မြန်မာနံပါတ်ရန်ကုန်နံပါတ်43မယ်ဒီဘွဲကိုတော့နည်းနည်းတော့စိတ်ဝင်စားပါ